အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာအဟုန်ဆိုတဲ့အကြောင်းကိုအားလုံးနားလည်အောင်ဒီစားလေးရှင်းပြပေးသွားပါမယ်အတက်နိုင်ဆုံးကြိုးစားတင်ဆက်ပေးသွားပါမယ်ဒီမှာ momentum အဟုန်ဒီအဟုန်ဆိုတဲ့အကြောင်းကိုနားလည်ဖို့နာအတွက်ကျွန်တော်အဓိကလိုအပ်တာက data ပါကျွန်တော်တို့ info ကမားတယ်ဆိုလို့ရှိရင် live မှာ impact တွေဖြစ်နိုင်တယ်ဒါကြောင့်မလို့ကျွန်တော်အတက်နိုင်ဆုံးရှုထောင့်ပေါင်းစုံကနေရှားပြီးတော့လုပ်ပေးတာပါတယ်ဒီနေ့ momentum အကြောင်းကိုရှင်းပြတဲ့နေရာမှာကျွန်တော်ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေရဲ့ boss ဆိုတဲ့စာအုပ်တွေရဲ့ motivation speaker တွေပြောထားတာတွေရဲ့ပြီးတော့မှဘုရားဟောတဲ့ဟာတွေရဲ့သရှင်းတွေပေါ့နော်နောက်မှသရှင်းတွေတော့ကြံခဲ့တဲ့အားလုံးပေါင်း1 2 3 4 5 5ရှုတော့5ခုနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်အနေနဲ့momentum ပေါ့နော် momentum အဟုန်ဆိုတဲ့အကြောင်းကိုပြောပြပေးဖို့နာဟိုအရင်တုန်းကဒီကျွန်တော်data lake လို့ခေါ်တဲ့ကျွန်တော် data lake ထဲကရှုပ်ပွားနေတဲ့အချက်လက်တွေကိုပြန်ပြီးတော့မှရှင်းဖို့လုပ်တုန်းကဒီကောင်းတာတွေပဲဖြစ်ဖြစ်ဆိုးတာတွေပဲဖြစ်ဖြစ်ဘဝမှာဖြစ်လာတယ်ဆိုရင်ဖြစ်လာတာက momentum အဟုန်ကြောင့်ဆိုတာသိကြလာတယ်ပေါ့နော်နောက်ဆုံးမှာဒီဖြစ်လာတဲ့အဖြစ်အပျက်တွေကိုရုပ်လုံးပေါ်လာအောင်လုပ်ပေးတာ momentum အဟုန်ကလုပ်ပေးတယ်ဆိုတာကျွန်တော်သိပါတယ်ဆိုတော့ဒီဟာကိုကျွန်တော်အနေနဲ့ဥပမာပေးရမယ်ဆိုရင်တော့ရေလိုင်းတီးတီးလေးတွေကနေပြီးတော့မှစလာတယ်ဒါပေမဲ့ကမ်းခြေကိုလာရိုက်တဲ့အချိန်မှာကျတော့ဆူနာမီလိုမျိုးလှိုင်းလုံးအကြီးကြီးတွေဖြစ်သွားတယ်အရန်ကိုအားပြင်းနဲ့အားကောင်းတဲ့လှိုင်းလုံးကြီးတွေဖြစ်သွားတယ်အဲ့တော့ဒါကိုပဲကျွန်တော်တို့က momentum အဟုန်လို့ခေါ်တာဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်တို့မကောင်းတဲ့အရာတွေလည်းအတူတူပဲဥပမာဆိုပါတော့ကျွန်တော်အရက်တောက်တယ်ဆိုရင်အရက်ကိုတရက်တောက်လိုက်ဒါမို့တပတ်ကြာမှနောက်တစ်ခါထပ်တောက်နောက်တစ်ခါကျတော့ကျွန်တော်2ရက်နောက်နေတော့နောက်တစ်ခါထပ်တောက်တယ်ဒါခါကြလို့ကျမတောက်ဘဲနဲ့တလားနှစ်လားတော့လေကြာချင်းကြာသွားတယ်ခါကျရင်3 4လမတောက်ဖြစ်ဘူးတောက်မိရဆိုလို့ရှိရင်လည်း1ရက်ရှာ2ရက်ရှာတောက်လိုက်ပြီးရင်3လလောက်မတောက်လိုက်အဲ့လိုမျိုးလုပ်တဲ့လူဒီအရက်ဆွဲနိုင်ဖို့နာအတွက်90% လောက်ထိမဆွဲနိုင်တော့ဘူးပေါ့နော်မသိကြပါဘူးဒီလိုပြောရမှာပြီးရင်အဲ့လိုမဟုတ်ဘဲနဲ့နေတိုင်းတောက်တယ်ဒါပေမဲ့ तू ကအရက်ကိုတနေ့ကိုတစ်ပတ်တစ်ခွက်လောက်ပဲတောက်တယ်ဆိုရင်ဒီလူတယောက်ကအရက်ဆွဲနိုင်ဖို့နာကြတော့89% လောက်ထိသိကြပါတယ်ဒါဟာအဟုန်ရဲ့သဘောတရားပါပဲကျွန်တော်ရဲ့အတွေ့အကြုံရဆိုလို့ရှိရင်ဘဝမှာကျွန်တော်များများဖြစ်ခဲ့သမျှအရာအရင်တော့ကျွန်တော်ဘိုက်ပူတော့ကျွန်တော်တရားကိုစစ်ပဲရအောင်ကစားတယ်ဒါတော့ weight ရင်ချရတယ်ချပြီးတော့မှဒီ gym ဆော့တာပေါ့နော်နောက်ဆုံးကစစ်ပတ်ရပါတယ်အဲ့ဒီစစ်ပတ်ရတဲ့ဟာက recipe ရလက်ပါဒါပေမဲ့အဲ့ဖြစ်ရတဲ့ခုလုံးဒီ process တစ်ခုလုံးဖြစ်လာဖို့နာအတွက်ကကြတော့ကြိုးစားနေတဲ့ gym ဆော့နေတဲ့ကာလတစ်လျှောက်လုံးဆော့သွားနိုင်ဖို့ကြတော့ momentum အဟုန်လိုတာပါ gym ဆော့ရဆိုလို့ရှိရင်လည်းတစ်ခါကြလို့ရှိရင်ကျွန်တော်တို့တလားနှစ်လောက်နဲ့နားဝါတာမျိုးတို့အဲ့လိုမဟုတ်ပဲနဲ့ကျွန်တော်အချိန်ကို၄နှစ်စက်တိုက်သွားပြီးတော့ဆော့ခဲ့တယ်တရက်မှမပြတ်ဘူးအဲ့လိုမျိုးလုပ်နိုင်ဖို့အတွက်အဟုန်ကလုပ်ပေးတာပါတခုနဲ့တခုနောက်ကနေတွင်းတာနေလှိုင်းလုံးနေလို့ပဲလှိုင်းသေးသေးလေးကနေစပြီးတွန်းလာပြီးတော့နောက်ဆုံးမှတကယ်ကိုအားကောင်းတဲ့လှိုင်းအကြီးကြီးအနေနဲ့ကမ်းခြေကိုလာပြီးရိုက်ခဲ့တဲ့ဒီ effect လိုမျိုးပေါ့နော်အကျိုးသက်ရောက်မှုလိုမျိုးကျွန်တော်တို့ကတခုခုကိုလုပ်မယ်ဆိုလို့ရှိရင်အဟုန်ကိုရအောင်ယူသင့်ပါတယ် momentum အရေးကြီးပါတယ်ပြီးတော့စာအုပ်တွေထဲမှာဆိုလို့ရှိရင်လည်းဒီအကြောင်းကိုပဲပြောထားတာပါပြီးတော့ဘုရားဟောတာရော motivation speaker တွေရောတရှင်းတွေထဲမှာထည့်ရတာလည်းနောက်ဆုံးဒီအကြောင်းပါပဲအဲ့ဒါကဘာလဲဆိုတော့အဟုန်ကနေပြီးတော့မှကိုဖြစ်ချင်တာကိုတခုလှုပ်ချင်တယ်ဆိုလို့ရှိရင်အဲ့ momentum အဟုန်ကိုပြန်ပြီးတော့ဖန်တီးဖို့ပါပဲဒီတစ်ခုပါပဲတကယ်လို့အချိန်မရတဲ့လူဆိုလို့ရှိရင်ဒီဗီဒီယိုမှာအဓိကပေးထားတဲ့ message ကအဲ့ဒါပါပဲဘာလို့လဲဆိုရင်စာအုပ်တွေထဲမှာလည်းဒီအကြောင်းကိုပြောထားတဲ့အကုန်လုံးကဒီ message ကိုပဲနောက်ဆုံးမှာပေးထားတာကိုတွေ့ရတယ်ဒါကြောင့်မလို့အချိန်မရဘူးဆိုလို့ရှိရင်ဒီဗီဒီယိုကိုဒီလောက်နဲ့နေရက်ပြီးတော့နားလိုက်လို့ရပြီကဲအချိန်ရတဲ့လူတွေကတော့ကျွန်တော်တို့ဘာသူတွေပါပြောထားလဲကျွန်တော်စက်ကြည့်လို့ရတယ်စာအုပ်ထဲမှာကြောတော့တဲ့တင်းငယ်တဲ့ရေပေါက်လေးရတယ်ကြီးမားတဲ့ပင်လယ်ယူဖြစ်စေတယ်ဘလောက်ပဲတီးတဲ့ဟာပဲဖြစ်ဖြစ်ရေစက်သေးသေးလေးရနေပြီးတော့အကုန်လုံးပေါင်းသွားတဲ့အခါမှာရေစက်လေးတွေပေါင်းသွားရင်ပင်လယ်လိုမျိုးကြီးမားတဲ့ပင်လယ်ပြင်ယူတော့မှရေစက်သေးသေးလေးတွေရနေပြီးတော့ဖန်တီထားတယ်ဆိုတာကိုကျွန်တော်တို့မေ့လို့မရဘူးဒါကို remind ပြန်လုပ်တယ်ပေါ့နော် Atomic Habit ကတော့အလေးအကျင့်တွေတည်ဆောက်တဲ့နေရာမှာကျွန်တော်တို့အဓိကထားပြီးတော့မှပြောထားတဲ့စာအုပ်ဆိုပေမဲ့
ဒီထဲမှာလည်းဒီအကြောင်းကိုပြောပြထားတယ်တင်းငယ်တဲ့ရေပေါက်လေးတွေကနေကြီးမားတဲ့ပင်လယ်ရေကိုဖြစ်စေတယ်ဆိုတော့ဘလောက်ပဲသေးမွားတဲ့အရာလေးတွေပဲဖြစ်ရလက်အကြီးကိုဖန်တီးလို့ရတယ်ဆိုတဲ့အကြောင်းပြောပြထားတာဖြစ်ပါတယ်နောက်တစ်စာအုပ်တုံးအနေနဲ့ကတော့ compound effect ဆိုတဲ့စာအုပ်ထဲမှာပြောထားလဲဆိုရင်ဒီနမူနာလေးကိုကျွန်တော်ကြိုက်တယ်အမြဲတမ်းလည်းပြန်ပြီးတော့ share ပေးဖြစ်တယ်တပည့်တွေကိုဆိုတော့လက်နှိပ်ရေတွင်တွင်ကိုဥပမာပေးပြီးတော့ပြောထားတဲ့ဒီဘစ်မို့အကြောင်းကိုပြပြပေးပါမယ်ဥပမာဆိုပါတော့ကျွန်တော်တို့လက်နှိပ်ရေတွင်တွင်ရွာလူတွေဆိုသိပါလိမ့်မယ်ကျွန်တော်တို့အရင်တုန်းငယ်တုန်းကဆိုလို့ချင်းလက်နှိပ်တွင်နေမှာသွားပြီးတော့ရေနှိပ်ရတယ်အဲတော့ရေမော်တာတွေမတက်နိုင်သေးတဲ့အချိန်မော်တာတွေလည်းမပေါ်သေးတဲ့အချိန်မျိုးဆိုလို့ချင်းဟုတ်အရင်အသက်30ကျော်40လောက်တွေဆိုတာမှီလိမ့်မယ်ဆိုတော့လက်နှိပ်တွင်တွေကိုကျွန်တော်ရေထွက်လာဖို့နာအတွက်ရေအင်ရှူရပါတယ်ပေါင်လေးတွေကနေရေရှူလိုက်တယ်ယူပြီးတော့စားနှိပ်ရင်ပထမနှိပ်နေတဲ့အချက်တည်းရေမထွက်ပါဘူးရေမထွက်ဘဲနဲ့10ချက်ကျော်15ချက်လောက်နှိပ်ပြီးတော့မှဒီလက်နှိပ်တွင်ရေထွက်တာဖြစ်ပါတယ်ဒါဘာကြောင့်လဲဆိုရင်ကိုတစ်ချက်နှိပ်လိုက်တိုင်းကိုမမြင်ရဘူးရေကတော့ထွက်မလာသေးဘူးဒါပေမဲ့အောက်ကရေကအပေါ်တက်လာပါတယ်နည်းနည်းတက်လာပါတယ်ပြီးရင်နောက်တစ်ချက်နှိပ်လိုက်ရင်နည်းနည်းထက်တက်တယ်နောက်တစ်ချက်နှိပ်လိုက်ရင်နည်းနည်းထက်တက်ဒီလိုနဲ့နှိပ်ရင်းကနေပိုက်ပြေးလာတယ်နောက်ဆုံးမှာအပေါ်ထွက်ပြီးပိုက်ထဲကနေပြီးတော့ကျလာတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လောက်ရက်တွေကလည်းခါရရင်ကိုမမြင်ရဘူးမမြင်ရပါဘူးကိုတစ်ချက်နှိပ်လိုက်လို့ရေမထွက်လာဘူးတခါကျရင်ပေါ့လေးပေါ့နော်ဆက်ဆောက်သုံးနှိပ်နေတဲ့အချိန်ဒါမျိုးဆိုလို့ရှိရင်ဒါရေအပေါ်ကိုတက်လာနေပြီဒါပေမဲ့ကျွန်တော်တို့လက်ရှိရေမကျလာသေးတာအဲ့လိုအခြေအနေမျိုးတွေဆိုလို့ရှိရင်ကိုကဒီဟာကိုတော်ပြီကွာရေမကျလာဘူးဆိုပြီးတော့မှလက်လျှော့လိုက်တယ်မနှိပ်တော့ဘဲနဲ့ထားလိုက်တယ်ဆိုလို့ရှိရင်အဲ့ရေကအပြင်ထွက်လာမှာမဟုတ်တော့ဘူးအဲ့တော့တခါလေကိုလုံးနေတဲ့အလုပ်ရက်လေးတွေကလက်တွေ့ဖြစ်မလာသေးဘူးဆိုရင်အဲ့ဒါရေအခုမှစပြီးရှူပြီးတော့ရေနှိပ်နေတဲ့ရေရှူတဲ့ကာလမလို့ပါလက်နှိပ်တွင်ကိုပြေးပြီးတော့မြင်အောင်ကြည့်ပါကိုဘယ်လိုထင်လဲကိုလုံးနေတဲ့အရာတွေကတကယ်မမြင်တာဘူးဆိုရင်ဘယ်လိုနေရာတွေမှာအကျိုးသက်ရောက်မှုသွားဖြစ်နေလဲပေါ့နော်ဒါတွေကိုကျွန်တော်တို့မသိနိုင်ဘူးလူတွေမြင်ရတဲ့အရာကိုပဲကျွန်တော်တို့သိနိုင်ပေမဲ့လူတွေမမြင်ရတဲ့မမြင်သာတဲ့နေရာတွေမှာအကျိုးသက်ရောက်မှုရှိနေတယ်ဆိုလို့ရှိရင်ကိုလက်လျှော့လိုက်တာကဒါအခုတို့အကြီးမားဆုံးအမှားကြီးဖြစ်သွားနိုင်တယ်နော်ဒါကြောင့်မလို့လက်နှိပ်တွင်းထဲမှာကျွန်တော်တို့စပြီးတော့ရေနှိပ်တယ်ဆိုလို့ရှိရင်ရေမထွက်ဘူးဆက်နှိပ်ရန်နေရေလေးနည်းနည်းကျလာပါတယ်ရေနည်းနည်းကျလာပြီဆိုတော့ねနှိပ်သွားပြီဆိုတော့နောက်ပိုင်းနှိပ်တဲ့အချက်တွေကအားမဆိုင်ရတော့ဘူးစောက်ဆုံးနှိပ်ကျွန်တော်တို့အားတွေအရန်ဆိုင်ရတယ်မောင်းပြန်ကန်တာတော့ဘာလို့ဖြစ်တယ်ရေလက်နှိပ်တွင်းထဲမှာဆိုရင်အဲ့တော့ရေကိုကျလာပြီဆိုလို့ရှိရင်ရေကစီးပိုင်လေးနဲ့အားသိမဆိုင်ရမယ်လက်တစ်ဖက်ထဲနဲ့နှိပ်တော့ရပါတယ်နောက်ဆုံးမှာဒါဘာကြောင့်လဲဆိုလို့ရှိရင် momentum လို့ခေါ်တဲ့အဟုန်ပါစစောက်ကိုကျွန်တော်ရေမထွက်လာသေးဘူးဆိုတော့ဒါဘာကိုတိဆောက်နေတာလဲဆိုရင်အဟုန်ကိုတိဆောက်နေတဲ့အကြောင်းပါ momentum ကိုတိဆောက်ရတာဖြစ်တဲ့အတွက်လက်တွေ့တော့ကျွန်တော်တို့အပြင်မှာလက်တွေ့တကယ် result ကိုရလက်ရေကြတာမမြင်ရသေးဘူးဆိုပေမဲ့အတွင်းမှာအပြောင်းလဲဖြစ်နေတယ်ဒါမျိုးကိုကျွန်တော်တို့ကကောင်းကောင်းနားလည်ထားဖို့လိုပါတယ်ပြီးရင်ဒီထဲမှာထည့်မေးထားတဲ့ဟာလေးတခုဝါးပင်တခုကိုဝါးပင်တပင်ဖြစ်လာဖို့တော့ကျွန်တော်အမြင့်က9နှစ်လောက်တွေ့ရပါတယ်အဲ့တော့နောက်ပိုင်းမှာဆိုလို့ရှိရင်အကြာကြီးပေါ့နော်အကြာကြီးတွေ့ရတယ်တွေ့ပြီးတော့မှဒီဝါးပင်တပင်ဖြစ်လာပြီဆိုလို့ရှိရင်ခဏလေးနဲ့အပေါ်တက်သွားတယ်အဲ့တော့အဲ့လိုမျိုးပါပဲကိုမမြင်တာဘူးအောက်မှာအမြင့်ဘယ်လောက်တွေ့နေလဲမမြင်တာဘူးရေတွင်းဆိုလို့ရှိရင်လည်းအောက်မှာရေတက်လာပြီလားမတက်လာဘူးလားဘယ်လောက်တက်လာနေပြီလဲကိုမမြင်ရဘူးအဲ့ကြတော့ကိုယ့်ရဲ့လက်လျှော့လိုက်မှုဟာအကြီးမားဆုံးအမှားဖြစ်ပါတယ်ဒီမှာဘစ်မိုဆိုတာကအဲ့ဒါပါဘစ်မိုဆိုတာဥပမာကျွန်တော်တို့လက်နှိပ်တွင်းကိုလက်နှိပ်နေတဲ့လက်နှိပ်တွင်းကိုမနှိပ်တော့ဘဲနဲ့တစ်ချက်မနှိပ်တော့ဘဲနဲ့ထားလိုက်တာ ਨੇ အဲ့ရေကပြန်ကျသွားမှာအောက်ဒါမျိုးပါပြန်ကျသွားပြီဆိုလို့ချင်းပြန်နှိပ်ရတယ်ချက်ချင်းပြန်နှိပ်တယ်ဆိုလို့ချင်းတော့ဒါချက်ချင်းပြန်မကျသွားပြီမဲ့ဒါအာကြီးမပင်မပင်မဲ့နှိပ်ပြီးတော့မှမနှိပ်တော့ဘဲနဲ့ခက်ကြလေးနည်းနည်းလေးကျသွားပြီဆိုတော့တန်းပြီးတော့ပင်မှုပြက်ပြီးတော့ဘာဖြစ်သွားလဲဆိုရင်အဲ့ရေကပြန်ကျသွားတယ်ပြန်ကျသွားတော့အစကနေပြန်ပြီးတော့ဒီရေထွက်လာဖို့နာအတွက်ပြန်ကြိုးစားရတယ်ဒါအပြင်ကလက်နှိပ်တွင်းကိုမြင်ကြည့်နော်ဒီအကြောင်းအရာကိုပဲကျွန်တော်တို့တေချာလေးမျက်လုံးထဲမှာမြင်ကြည့်လို့ရတယ်ကိုမနှိပ်တော့ဘဲနဲ့ရက်လိုက်တယ်ခဏလေးရက်လိုက်တာနဲ့အဲ့ရေကပြန်ကျသွားလိမ့်ပြီပြန်ကျသွားပြီးတော့နောက်ဆုံးကိုတရားကိုပြန်ပြီးတော့မှ reset လုပ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ပြန်နှိပ်ရမှာအဲ့တော့ momentum အဟုန်ကိုရက်သွားပြီးပြတ်သွားပြီးဆိုတာ ਨੇ ဘစ်မို့ပြတ်တယ်လို့ခေါ်ပါတယ်အဲ့တော့ဒီဘစ်မို့ကိုတိဆောက်ပါဘစ်မို့ကနေပြီးတော့ကျွန်တော်တို့ဘာကိုရစီလဲဆိုရင်ခုနကလိုမျိုးတက်တာမှုပေါ့နော်စားတော့ပင်မနေဒါပေမဲ့နောက်ပိုင်းကျလို့ရှိရင်ဒီအဟုန်နဲ့ပဲသွားနေပြီးတော့မှဘစ်မို့နဲ့သွားတာဖြစ်တဲ့အတွက်လက်နှိပ်တွင်းကိုမြင်အောင်ပြီးတော့ကြည့်လို့ရတယ်လက်နှိပ်တွင်းမှာဆိုလို့ရှိရင်နောက်ပိုင်းနှိပ်တဲ့အချက်တွေကအားသိပြီးမဆိုင်ရတာကိုတွေ့ရတယ်
ဒါမျိုးပဲပြီးရင်ဝါပင်တစ်ပင်ကိုလည်းကြည့်လို့ရတယ်ဝါပင်တစ်ပင်ဆိုလို့ရှိရင်ပထမဦးဆုံးအမြင့်တွေ့တယ်တွေ့ပြီးတော့တကယ်အပြင်ဖြစ်လာတယ်ဆိုလို့ရှိရင်အရမ်းမြန်တယ်ပေါ့နော်ဒါမျိုးကျွန်တော်လမ်းပြီးတော့မှ vision အနေနဲ့လမ်းမြင်ကြည့်လို့ရပါတယ်တတိထားမှာကတတိထားစရာအချက်ကအရေးကြီးတယ်အဲ့တော့ကိုလုံနေတဲ့အရာကကောင်းလားဆိုးလားဆိုတာသိရှာသိဖို့လိုသွားတယ်ဒါကြလို့ကမဟုတ်တာကိုလုံမိနေတယ်ဆိုရင်မဟုတ်တာဆိုမကောင်းတာတခုကိုလုံမိနေတယ်ဆိုလို့ရှိရင်အဲ့ဒီအရာကmomentum ရလာပြီးတော့နောက်ဆုံးမှာရလက်ထွက်လာပါတယ်ပုံပေါ်လာရုပ်လုံးပေါ်ပါတယ်အဲ့တော့ကိုလုံနေတာမကောင်းဆိုတာသိပြီဆိုတာ ਨੇ ချက်ချင်းရက်လိုက်ဖို့လိုပါတယ်အဲ့အဟုန်ချက်ချင်းဖြတ်ဖို့လိုပါတယ်เนาะအဲ့တော့ဒီအကြောင်းကိုကျွန်တော်တို့ယထာပေါ့နော်ယထာနဲ့လည်းပြောထားတယ်ဒီယထာကိုစီးရဲ့ယထာသွားခြင်းနဲ့နေရာကမှားနေပြီဆိုရင်ပြောမယ်ဆိုရင်ကိုကသွားခြင်းနာမှန်လေသွားနေတဲ့ယထာရန်ကုန်သူလို့ရှင်တန်းပြီးတော့ရောက်တဲ့ဘူတာမှာဆင်းပါရောက်တဲ့ဘူတာမှာဆင်းတာကအကောင်းဆုံးပါပဲเนาะအဲ့တော့ကိုလုံနေတာတွေကမှားတယ်လို့ရှင်တန်းရက်ရောက်တဲ့ဘူတာနေဆင်းလိုက်ဆင်းပြီးတော့မှကျွန်တော်တို့direction မှန်နောက်ထပ်ရထားတစ်စင်းကိုသွားမယ့်ရထားတစ်စင်းပေါ်ပြန်တက်ပြီးတော့သွားလို့ရပါတယ်နော်ဒါကိုလည်းကျွန်တော်တို့သေချာသိဖို့လိုတယ်ကိုလုံးနေတာတွေကောင်းလားဆိုးလားဆိုတာသိဖို့ဆိုရင်လည်းစစ်ဆေးတဲ့စနစ်တစ်ခုရှိရင်တော့ပိုကောင်းတယ်ငါလုံးနေတာမှန်ရဲ့လားငါလုံးနေတာမှားနေလားဒါတွေကိုအမြဲတမ်းပြန်ပြီးတော့မှစစ်နေဖို့လိုပါတယ်မှန်တယ်မှားတယ်ဆိုတာကများသောအားဖြင့်တော့မရှိတတ်ပေမဲ့အကျိုးရလက်မကောင်းတဲ့အရာတွေကျမထိခိုက်စေတဲ့အရာတွေကိုယ့်ရဲ့ဘဝပို့ပြီးတော့ဆိုးလာစေတဲ့အရာတွေကိုယ့်ရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့အရာတွေဥပမာကြီးစားတွေတယောက်ပြီးတယောက်ထားတာမျိုးတွေဒါတွေဆိုလို့ရှိရင်ကိုယ်ကသာမသိပေမဲ့ကိုယ့်ရဲ့ value ကျနေတာတွေပေါ့နော်ဒါတွေကိုသိလိုက်ပြီဆိုတာနဲ့ချက်ချင်းရပ်ဖို့လိုပါတယ်ဒါမျိုးကိုလည်းကျွန်တော်တို့ကဒါ remind ပေးခြင်းလို့ထည့်ပေးတာပါတတိထားမှာကိုလုံနေတာကောင်းလားဆိုလားတေချာသိဖို့လိုတယ်ကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့တူမာလေးတွေကိုပြောတဲ့နေရာမှာဆဲဆိုပြီးတော့ပြောတတ်တဲ့အကျင့်ဆိုလို့ချင်းလေဒါကကြာလေအဟုန်ဖြစ်လာပြီးတော့ကိုယ့်ရဲ့အကျင့်တစ်ခုအနေနဲ့တစ်ခုစကားပြောရင်ဒီကလေးတွေပြောလိုက်လို့ရှိရင်အော်လိုက်ရမှာငေါ့လိုက်ရမှာဆိုတာလေဒီကနေလာတာပါနော်အဲ့တော့မဟုတ်တာကိုလုံးနေရမှားနေတာသိရဆိုလို့ချင်းတမ်းပြီးရက်ပါအခုဆဲတာမကောင်းဘူးဆိုတာသိရဆိုလုံးဝမဆဲတော့ဘူးနော်ဆုံးဖြတ်ပါရောက်တဲ့ဘူတာမှာရက်တဲ့ဘူတာဒီရထားရက်တဲ့ဘူတာမှာတက်ဆင်းပါအနီးဆုံးဘူတာမှာဆင်းအဲ့လိုမျိုးဒါဒီစကားပုံရှိရပေါ့နော်ဒါကျွန်တော်အမြဲတမ်းသုံးဖြစ်နေတာပါနောက်တစ်ခုကတော့နီလန်မတစ်ခုကိုဆက်လုပ်မိရဲဆိုလို့ရှိရင်လည်းဒါ momentum ဖြစ်လာတယ်မကောင်းတာရုပ်လုံးပေါ်လာလိမ့်မယ်ခုနကကျွန်တော်ပြောသလိုပဲတိုနီရိုဘန်ပြောထားတဲ့စာလေးကိုကျွန်တော်ထည့်ပြီးတော့ပြောပြပေးလိုက်ပါတယ်ကဘာကျော် coach တယောက်ပေါ့နော်ကျွန်တော်တို့တိုနီရိုဘန်သိနားမတောင်းဘူးကျွန်တော်က personally ကျွန်တော်နောက်တစ်ယောက်နှောက်ထားတာပေါ့နော်Robert Green နားထောင်လာဆိုတော့ Tony Robbins လည်းကျွန်တော်ဆရာအနေနဲ့သူပြောတာလေဆိုလို့ရှိရင်အကြံပေးတာတွေကိုလိုက်ပြီးတော့ကြီးဖြစ်တဲ့တင်မှာပါတယ်အဲဒါကြောင့်မလို့ဒီအများသောအားဖြင့်တော့ကျွန်တော်က Robert Green ကိုကြီးဖြစ်တာအများတော့တိတ်မသိဘူးဆိုရင် Tony Robbins ဒီစကားလေးကိုတော့ကျွန်တော်တွေ့ဘူးတယ်နားထောင်ဘူးတယ်ဆိုတော့ဒီစကားလေးကျွန်တော်အရင်ကြိုက်ပါတယ် Tony Robbins အရင်ဒီကမှန်တယ်ဆိုတော့ good time create weak people ဆိုတော့ good time ဆိုတာအချိန်ကောင်းနေရ weak people ဆိုတာဘယ်လိုကောင်းလဲပြောညံ့တဲ့လူတွေကိုဖန်တီးပေးတယ် weak people create bad time ပြောညံ့တဲ့လူတယောက်ကိုဖန်တီးလိုက်တယ်ပြောညံ့တဲ့လူတယောက်က create bad time အချိန်မကောင်းတဲ့အချိန်တွေပေါ့နော်ဆိုးတဲ့အချိန်တွေကိုဖန်တီးတယ်အချိန်တွေဇိုးတွေကိုဖန်တီးတယ်အဲ့လိုအချိန်တွေဇိုးတွေက bad time create strong people ဆိုတော့ဒီဆိုးတဲ့အချိန်တွေကတန်မာတဲ့လူတယောက်ကိုဖန်တီးတယ်ပြီးရင်အဲ့ဒီ strong people create good time ဆိုဒီအဲ့လိုတန်မာတဲ့လူဟာ create good time နောက်ဆုံးမှာကောင်းတဲ့အချိန်တွေကိုဖန်တီးသွားနိုင်တယ်ဒီဟာကိုမှတ်ထားပါကြက်ထားပြီးတော့ကိုယ့်ရဲ့ကလေးတွေကိုယ့်ရဲ့ကိုယ်တငယ်တဲ့လူတွေကိုပြန်ပြီးတော့မှ share တဲ့ကောင်မှာဒီကောင်ကိုရအောင် share ပါဒီအတိုင်းပဲသွားနေတာပါဟုတ်ပါတယ် good time အချိန်ကောင်းနေဟာကျွန်တော်တို့လူတယောက်ကိုပြောညံ့သွားစေတယ်အဲ့ပြောညံ့တဲ့လူတယောက်ကပဲသူမကောင်းတဲ့အချိန်တွေသူ့ဘဝရဲ့ဆိုးရတဲ့အချိန်တွေကိုဖြတ်တန်းရတယ်နော် we people create bad time ဆိုတော့ကိုကပြောညံ့နေတော့ကိုဘာလို့မှမသိအမားတွေအများကြီးလုံးမရအဲကြတော့ကိုမှမကောင်းတဲ့အချိန်တွေမကောင်းတာတွေကြီးပဲကြုံနေရတယ်အဲ့လိုမကောင်းတဲ့အချိန်တွေကကိုတန်မာလာအောင်လုပ်ပေးတယ်တန်မာလာတဲ့ကိုဟာပဲ good time လို့ခေါ်တယ်အချိန်ကောင်းတွေ quality time တွေကိုကျွန်တော်တို့ဖန်တီးလိုက်နိုင်တာဖြစ်ပါတယ်ဆိုတော့ဒီစကလုံးကဒီစာသားလေးကတော့အရန်ဟိုမှာ
မှတ်သားဖို့နော်ကောင်းပါတယ်ဘောမှာကျွန်တော်ကိုယ်တိုင်လည်းအတွေ့အကြုံရဒီတိုင်းပဲကြုံခဲ့တယ်အခြားလူတွေလည်းဒီတိုင်းပဲကြုံခဲ့တာပဲကြည့်ကြည့်လိုက်ကျွန်တော်တို့ဟိုတော်တော်များများဘယ်လိုရပဲဖြစ်ဖြစ်ဒီတိုင်းပဲကြုံရတာများတယ်ဒါကတော့ကျွန်တော်တို့ပင့်မှုအကြောင်းကိုယထာနဲ့ပြပြထားတာပါယထာတစ်စင်းကစထွက်တယ်ဆိုလို့ရှိရင်ဖြည်းဖြည်းလေးသွားတယ်နော်ဒါပေမဲ့သူ့ momentum လို့ခေါ်တဲ့အဟုန်ရသွားပြီဆိုလို့ရှိရင်လေဒီယထာကိုတားဖို့မလွယ်တော့ဒါကြောင့်မလို့ဂျုံလောက်ပင့်မှုဆိုတာကျွန်တော်တို့ပင့်မှုလုံးဝပြတ်သွားလို့မရဘူးအဟုန်လုံးဝမပြတ်သွားစေပါနဲ့ဥပမာကိုကသာတရက်လောက်မလုပ်ဖ ೇನೆ နေလိုက်တယ်ဆိုပေမဲ့အဲ့ဒါပင့်မှုပြတ်သွားတယ်တူတူပါပဲလက်နှိပ်တွင်ကိုပြန်ကြည့်ကြည့်ပါကိုကတရက်လောက်မလုပ်ဖ ೇನೆ နားလိုက်ပြီဆိုလို့ရှိရင်ပင့်မှုပြတ်သွားပြီနော်အဲ့ကျရင်ရေကပြန်ပြီးတော့ကြောက်သွားတော့မှာအဲ့တော့ကျွန်တော်တို့အနေနဲ့ပင့်မှုလုံးဝပြတ်မသွားစေပါနဲ့လောက်စရာရှိတဲ့အရာကိုတစ်နှစ်လုံးမယ်လို့ဆုံးဖြတ်ထားတယ်ဆိုလို့ရှိရင်တစ်နှစ်ကိုအပြည့်လုပ်ပါ365ရက်အပြည့်လုပ်နောက်ဆုံးနေမကောင်းဘူးဆိုရင်တော့မှရအောင်လုပ်ပါလုံးဝအဲ့ရထဲမှာမထားနိုင်တဲ့အချိန်ဒီမျိုးကိုလုံးဝမဲ့အရာကတော့ပင်ပန်းနေဆိုရင်တော့မလုပ်နဲ့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပြောချင်တာဒီညာနာသမားတွေဆိုလို့ရှိရင်ကိုလုံးမဲ့လို့ဆုံးဖြတ်ထားတဲ့အရာတကူတိတိလေးတွေဆိုလို့ရှိရင်ဘယ်မှပြန်မသွားသေးနဲ့ဥပမာကိုကတခုစာဖတ်မယ်ဆိုတဲ့အချိန်လေးတခုလောက်တာရဆိုရင်ပဲဒီစာဖတ်တာကျွန်တော်တို့နေမကောင်းလဲဖတ်လို့ရတယ်ဘယ်လိုပဲဖြစ်ဖြစ်ဘယ်မှပြန်မသွားအောင်တော့နေကောင်းတဲ့အချိန်စာဖတ်တာနဲ့နေမကောင်းတဲ့အချိန်စာဖတ်တာစိတ်ကြည်မှုကွာပဲမဲ့ကိုဘင်းမို့ပြန်မသွားဘူးနေတိုင်းလုပ်တယ်ဆိုတဲ့ consistency အောင်စာအုပ်တော့ခိုင်ပြီးကျွန်တော်တို့15မိနစ်ပြအောင်ဖတ်လိုက်မိနစ်30ကိုဖတ်ဖို့ရွေးထားတယ်ကို plan ချထားတယ်ဆိုရင်လည်းမိနစ်30ဒါမျိုးကျွန်တော်တို့သွားလို့ရပါတယ်ဒါကြောင့်မလို့ don't lock you ဘင်းမို့ဆိုတော့မင်းရဲ့ဘင်းမို့ပြတ်မသွားပါစေနဲ့ဟုတ်ပြီဒါကတော့စာအုပ်တွေနဲ့ကျွန်တော်နိုင်ငံသားကဒါနာမည်ကြီးတဲ့တကယ်ကဘာကျော် coach တွေသူတို့ပြောထားတဲ့ဟာတွေကပြန်လည်ပြီးတော့မှထုတ်ပြီးတော့ပြပြပေးတာဖြစ်ပါတယ်နောက်ဆုံးကတော့ကျွန်တော်တို့ရဲ့မြတ်စွာဘုရားဗုဒ္ဓဘာသာတွေဆိုလို့ချင်းဘယ်မှသွားမချသေးနဲ့ဟောဗုဒ္ဓအကုန်ဟောခဲ့ပြီးသားတွေကြီးပဲအဲ့တော့များသောအားဖြင့်ဘာချုပ်ဆရာတော်ကြီးတရားတွေထဲမှာဆိုရင်အများကြီးပါပြီးသားဘယ်ဘာတခုခုပြဿနာရှိရဲအဖေရှားတင်နေဆိုရင်တရားရင်သွားနားထောင်တယ်ကျွန်တော်ဘာလို့လဲဆိုရင်ဗုဒ္ဓအကုန်လုံးဟောပြီးသားမြတ်စွာဘုရားပေါ့နော်အကုန်လုံးကျွန်တော်တို့ဟောခဲ့ပြီးသားအခုပြန်ပြောနေတဲ့လူတွေအကုန်လုံးဒီကဘာကျော်ကိုရှေ့ပဲဖြစ်ဖြစ်ပါတွေပဲဖြစ်ဖြစ်မတူညီတဲ့ပုံစံနဲ့ပြန်လဲရှားပြပေးနေတာပဲအဲ့တော့ဗုဒ္ဓတော်တော်များများအကုန်လုံးဟောပြီးသားပါဒါကြောင့်မလို့ဘာတခုခုပြဿနာဘာပြဿနာပဲဖြစ်နေကျွန်တော်တို့တရားကိုအရင်သွားဖွင့်ကြည့်ပါတရားဖွင့်ကြည့်ပြီးတော့မှမတွေ့ဘူးဆိုတော့မှကိုဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လိုက်ရှာရတော့ကောင်းတယ်အဲ့တော့တွေ့တယ်ဆိုလို့ရှိရင်လည်းလိုက်တာတော့ရှားမှာပဲအခုလိုမျိုးပေါ့နော်ကျွန်တော်တို့နေရာပေါင်းစုံကနေပြီးတော့မှအကုန်လုံးပြန်ပြီးတိုက်ကြည့်လိုက်လို့ရှိရင်တစ်ခုတည်းတူနေတယ်ဆိုရင်အဲ့ဒီတစ်ခုဟာလူတိုင်းပြောတယ်ဥမာမောင်အေးရလည်းဒီအကြောင်းကိုပြောထားတယ်တရွက်ကစိမ့်တယ်လို့မောင်အေးကပြောထားတယ်ပြီးမောင်ပီရလည်းတရွက်ကစိမ့်တယ်လို့ပြောထားတယ်မောင်စီရလည်းတရွက်ကစိမ့်တယ်လို့ပြောထားတယ်မတ်တီရလည်းတရွက်ကစိမ့်တယ်လို့ပြောထားတယ်နော် ABCDE ဆိုတော့map E ရလဲဒီတရွက်ကစိမ့်တယ်လို့ပြောတာလေလူငါဒီကျွန်တော်တို့အယောင်မတူတဲ့ခါလာမတူတဲ့လူတွေအကုန်လုံးကနေပြီးတော့ info ဒီတစ်ခုတည်းပေးထားတယ်တရွက်ကစိမ့်နေဆိုရင်ကျွန်တော်တို့ကဒါကိုတရွက်စိမ့်နေဆိုတာကိုကျွန်တော်လက်ခံလို့ရပါပြီတယောက်တည်းကတရွက်ကစိမ့်နေဆိုလို့ရှိရင်ဒါကျွန်တော်တို့အနေနဲ့လက်ခံဖို့အဲ့လိုမျိုးဘယ်တော့မှလက်မခံပါနဲ့ data ရှိမှကျွန်တော်တို့လက်ခံပါနော်စင်ဆန်းတယ်လို့ပဲစင်ကိုအမိရဆန်းလိုက်လို့ရှိရင်အမိကောင်းကဆန်လိုက်ကောင်းအဲ့လိုဖြစ်နေမှာအဲ့တော့တယောက်တည်းမဟုတ်ပဲねအနည်းလုံးရှုတော့မောင်းတော့နေကြည့်ပါကြည့်ပြီးသွားလို့ရှိရင်သူတို့ direction တစ်ခုတည်းတူနေတဲ့အရာတစ်ခုရှိတယ်အဲ့ဒီ message တစ်ခုထွက်လာလိမ့်မယ်အဲ့ဒီ message ကိုတကယ်အသုံးချရင်တကယ်လက်တွေ့အသုံးဝင်ပါလိမ့်မယ်ဒါကတော့ကျွန်တော်အမြဲတမ်းသုံးဖြစ်နေတဲ့ပုံစံတွေကတစ်ခုထုတ်ပေးလိုက်ပါတယ်ဒီဟာကိုသုံးတာတကယ်လည်းပြောင်းလဲနေအများကြီးဖြစ်ခဲ့တယ်တိုးတက်မှုတွေလည်းအများကြီးဖြစ်ပါတယ်ဟုတ်ပြီဘာချုပ်ဆရာတော်ကြီးကဘာဟောတာလဲပေါ့နော်ဝီရိယဆိုတဲ့အကြောင်းဟောတာဖြစ်ပါတယ်ဝီရိယဆိုတာဘာလဲတဲ့မြတ်စွာဘုရားကိုမေးတဲ့အခါမှာမြတ်စွာဘုရားဝီရိယရဲ့အကြောင်းကိုပြန်ဖြေထားတာကအခုကျွန်တော်တို့အခုပြောနေတဲ့အကြောင်းနဲ့ပြန်ဖြေထားတာပါကိုလိုချင်တဲ့ဘန်တိုင်းကိုရည်ရွယ်ပြီးတော့မစုံမနစ်တဲ့ဇွဲနဲ့အစွမ်းကုန်ကြိုးစားအားထုတ်ပြီးလုပ်တာဝီရိယလို့ခေါ်တယ်တဲ့မြတ်စွာဘုရားဟောတာတွေအဲ့တော့ဟုတ်တယ်ကိုလိုချင်တဲ့ဘန်တိုင်းကိုရည်ရွယ်ပြီးတော့မစုံမနစ်တဲ့ဇွဲနဲ့အစွမ်းကုန်အားထုတ်ပြီးကြိုးစားတာကိုဝီရိယလို့ခေါ်ပါတယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုကနောက်ဆုံးအနှစ်ရှုပ်လိုက်ရတယ်ဆိုလို့ရှိရင်အကုန်လုံးကဒီ data တစ်ခုလေးကိုပြီးထားတာပဲတွေ့ရပါတယ်အဲ့ဒါဘာလဲဆိုရင်တစ်ခုခုအရာယူခြင်းနေဆိုရင် momentum လို့ခေါ်တဲ့အ
အဟုန်ကိုဖန်တီးပါ consistent ရှိတာဒီဇိုင်းမမှန်လောက်တာကအကြောင်းဆိုရင် momentum ကအကျိုးပါဒီ momentum ကကျွန်တော်တို့ရလက်လို့ခေါ်တဲ့လိုချင်တာတွေကိုဖန်တီးပြီးပုံဖော်ပေးတဲ့အကြီးမားဆုံးအရာဖြစ်ပါတယ်ဆိုတော့ဒီဇိုင်းမမှန်လောက်တာကအကြောင်း momentum ကအကျိုးဟိုက result ကကျွန်တော်ရလက်ကနောက်ဆုံးရလက်ပေါ့နော်အဲ့တော့ရလက်ကိုလိုချင်နေဆိုရင်အရေးအကြီးဆုံးဒီဇိုင်းမမှန်လုပ်ဖို့ပဲဒီဇိုင်းမမှန်လုံးမှ momentum ထွက်ပါပါနော်အဲ့တော့ consistent ကအရေးကြီးတယ် consistent နဲ့ momentum ဖန်တီး momentum ကနေရလက်တွေကိုဖန်တီးသွားလိမ့်မယ်နော်ဒီအကြောင်းမြတ်စွာဘုရားဟောတာဒီထဲမှာပဲအဲ့တော့ရလက်တွေကိုဂရုမစိုက်ပါနဲ့ကိုလုံနေတာဟုတ်ပဲအကောင်းဆုံးကြိုးစားအထောက်ပါဒါကိုပြောတာပါ consistent ကျွန်တော်တို့ design မမှန်လုပ်မယ်လုပ်ပြီးတော့ momentum အဟုန်ဖန်တီးမယ်လက်နေတွင်းလေးနဲ့ပြောရမယ်ဆိုရင်ရေကိုနှိမ့်နေမယ်အဟုန်ဖန်တီးနေမယ်နောက်ဆုံးမှာဒီအဟုန်ဖြစ်လာပြီးတော့ဒီအဟုန်ကနေပြီးတော့နောက်ဆုံးရေကျဖို့တာအတွက်သူကအပုံဖော်ပေးလိုက်တယ်ဆိုလို့ရှိရင်ဒီနောက်ဆုံးမှာရေကျလာတယ်အဲ့တော့ကျွန်တော်တို့ဘယ်အရာပဲလိုချင်မျက်နှာလေးလှချင်တာပဲဖြစ်ဖြစ်စိတ်ဓာတ်လေးဖြူလာချင်တာပဲဖြစ်ဖြစ်ဘာသာစကားလေးတခုတက်ချင်တာပဲဖြစ်ဖြစ်နော်ဘယ်အရာပဲဖြစ်နေပြီလေပတ်စံနေအများကြီးရှိလာချင်တာပဲဖြစ်ဖြစ်ပြီးအောင်မြင်ချင်တာပဲဖြစ်ဖြစ်ကိုလိုချင်တာကြီးတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အဟုန်အကြီးဖန်တီးရမှာပါနော်လိုင်းလုံးသေးသေးလေးတွေကအကြီးဖြစ်သွားဖို့ဆိုလို့ရှိရင်မိုင်ပေါင်းများစွာဒီလိုမျိုးတစ်ဆက်ချင်းစချင်းသွားလာတော့မှနောက်ဆုံးမှာလိုင်းလုံးအကြီးဖြစ်လာမှာဖြစ်ပါတယ်ရေပေါက်လေးတွေဆိုလို့ရှိရင်လေရေပေါက်လေးတစ်ပေါက်ကနေပြီးတော့ရေတစ်ခွက်စာလောက်ဆိုလို့ရှိရင်အချိန်ပေးရတဲ့အချိန်ကနိုင်ပိုင်းပဲကြာပဲမယ်ကိုကရေအိုးလောက်လိုချင်တယ်ဆိုလို့ရှိရင်တော့တော်တော်လေးကြာသွားရက်ပိုင်းလောက်ကြာသွားပြီเนาะပြီးကိုကရေကိုင်းလောက်လိုချင်တယ်ဆိုလို့ရှိရင်နှစ်ပိုင်းလောက်အဲ့ပေါ့เนาะနှစ်ပိုင်းတော့ကြာမှာပေါ့လပိုင်းနှစ်ပိုင်းတော့ကြာသွားလိမ့်မယ်ပင်လေကြီးလောက်လိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲ့ဟာနဲ့ထိုက်တန်တဲ့အချိန်take time သူတို့အချိန်ယူပါလိမ့်မယ်ဒီပေါက်ကလေးတွေကအချိန်ယူပါလိမ့်မယ်ဒါကြောင့်မလို့ကိုလိုချင်တာကြီးတယ်ကိုကအောင်မြင်မှုကိုလိုချင်တယ်ဆိုရင်အနည်းဆုံးကျွန်တော်တို့9နှစ်10နှစ်ဒါမှမဟုတ်20ဒါမျိုးကျွန်တော်တို့မှန်းဖို့လိုပါတယ်ချက်ချင်းဝုန်းတိုင်းတစ်နှစ်နှစ်နှစ်နဲ့ဝုန်းတိုင်း3နှစ်နဲ့အဲ့လိုအောင်မြင်တယ်ဆိုတာကဒါ real life မှာမဟုတ်ပါဘူးပေါ့နော်ဒါကိုကျွန်တော်တို့ coach တွေလည်းပြောထားတယ်တကယ် real group ဆိုတာတကယ်တိုးတက်မှုအစ်စ်တွေကထိတ်တိုင်းအချိန်ယူပါတယ်အဲ့တော့တေချာစဉ်းစားကြည့်ပါ3နှစ်နဲ့အောင်မြင်သွားတယ်ဆိုလို့ရှိရင်တေချာပေါက်လူမအောင်မြင်ပါဘူးငွေကြေးရအောင်မြင်မှုကိုအောင်မြင်မှုလို့သတ်မှတ်တယ်လူရောငွေကြေးရောအောင်မြင်မှုနာအတွက်ဆိုလို့ရှိရင်တော့ထိတ်တိုင်းအချိန်ယူပါတယ်ကျွန်တော်တို့တကယ်ကိုလိုချင်တဲ့အရာကြီးတယ်ဆိုလို့ရှိရင်အချိန်တစ်ခုကတော့ပေးရမှာပါပဲအဲကြောင့်မလို့ကျွန်တော်တို့ consistent ကိုဖန်တီးconsistent ကိုတိဆောက်ပြီးရင်ဒီ consistent အနေ momentum အဟုန်ဖန်တီးလိမ့်မယ်အဟုန်ကနေကျွန်တော်တို့ရဲ့ result တွေရလဒ်တွေကိုယူလာပေးပါလိမ့်မယ်အဟုန်ရှိတာတဲ့အရာတွေ momentum အဟုန်ဖြစ်လာပြီဆိုရင်အဲ့ဒီအရာကိုတားဖို့ခက်သွားပါတယ်ဥပမာပန်ကားလေးလက်ကလေးနဲ့လှည့်ပြီးတော့လက်ကလေးနဲ့ပြန်တားလိုက်တယ်ဆိုလို့ရှိရင်တားလို့ရတယ်မျက်လုံးထဲမှာပန်ကားလေးတစ်ခုမြင်ကြည့်လိုက်ပန်ကားလေးကိုလက်ကလေးနဲ့လှည့်လိုက်တယ်ပြီးရင်ကျွန်တော်တို့လက်ကလေးနဲ့ပြန်ရက်လိုက်တယ်ရက်လို့ရတယ်ဒါပေမဲ့အဲ့ပန်ကားကကျွန်တော်ပန်ကားခလုတ်ကိုနှိပ်လိုက်ပြီလဲနေပြီအဟုတ်နဲ့လဲနေပြီဆိုရင်လက်ကလေးနဲ့သွားတားလို့မရတော့ပါဘူးနော်ဒုတ်နဲ့တားတယ်ဆိုရင်တော့မလွယ်တော့ဒုတ်အရန်အကြီးမှရမှာပေါ့နော်အဲ့တော့ moment အဟုန်ဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်လက်ကလေးနဲ့သွားတားလို့မရတော့အဲ့တော့ဒီလိုအဟုန်ဖြစ်လာတဲ့အရာမှန်သမျှကကိုယ်တိုင်မှမရက်တန့်လိုက်ဘူးဆိုရင်အခြားအရာတွေကဒီအဟုန်ရက်တန့်မှုမလွယ်ပါဘူးမလွယ်တော့ပါယထာတခြင်းပထမအဆုံးဖြည်းဖြည်းလေးသွားနေတဲ့အချိန်မှာဆိုလို့ရှိရင်တားလို့ရအောင်ရနိုင်ပေမဲ့ယထာတခြင်းအချိန်ရသွားပြီဆိုလို့ရှိရင်တားဖို့ခက်ပါတယ်ဒီလိုပါပဲလိုင်းလုံးသေးသေးလေးရေစီးချောင်းပေါ့နော်ရေစီးချောင်းနေဆိုလို့ချင်းလေမြည်ရည်စီစဉ်လေးမြည်ရည်လေးစီးနေတယ်ဖြည်းဖြည်းချင်းစီးရဆိုလို့ချင်းရေဒီထက်ကိုကျွန်တော်တို့ဖြတ်သွားလို့ရပါမယ်မြည်ရည်တကယ်စီးလာပြီအချိန်နဲ့စီးလာပြီ moment အဟုန်ပါလာပြီဆိုလို့ချင်းဒီရေကအရာအလုံးတိုက်စားသွားပါလိမ့်မယ်ကျွန်တော်မြန်မာနိုင်ငံမှာဆိုတာအရင်သိတာပါတယ်အဲ့လိုပဲကျွန်တော်တို့ moment အဟုန်ဒီကျွန်တော်တို့လိုချင်တာရဖို့နာတော့လိုချင်တာကိုတိဆောက်ရင်လည်းဆိုလို့ရှိရင်အဟုန်ကိုတိဆောက်လိုက်ပါဒါပါပဲအဟုန်ကအရာအလုံးဖန်တီးပြီးသွားပါလိမ့်မယ်ကိုယ့်ရဲ့ momentum ကို
တီဆောက်လိုက်ပြီဆိုတာ ਨੇ ရလက်က momentum ဖန်တီးပေးသွားပါလိမ့်မယ်နော်အဲ့တော့ momentum ကအရေးအကြီးဆုံးလို့ပြောတယ်ဆိုပေမဲ့ consistent မရှိရင် momentum မထွက်ပါဘူးအဲ့တော့ consistency ဆိုတာအရန်အရေးပါပြီးတော့မှ momentum ဖြစ်လာဖို့အတွက်အရေးပါတာဖြစ်တဲ့အတွက်ကြောင့်ဒီ momentum ကတော့အရေးပါတယ်ဒါပေမဲ့အဲ့ဒီ momentum ဖြစ်လာဖို့ဆိုလို့ရှိရင်တခုခုဒီဇိုင်းမပြတ်လုပ်နိုင်ဖို့တော့အရန်အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုဒီနေ့ကျွန်တော် message ပေးရင်းနဲ့တခုခုအရာယူဖို့ momentum အဟုန်တရားကိုဖန်တီးဖို့တိုက်တွန်းလိုက်ပါတယ်နော်မမေ့ပါနဲ့အဟုန်ရှိသွားတဲ့အရာတွေကိုသူတို့ကိုယ်တိုင်မှမရက်တန့်ဘူးဆိုလို့ရှိရင်သူတို့ကိုရက်တန့်ဖို့နာမလွယ်တော့ပါဘူးနော်အဲ့တော့ဒီနေ့ဗီဒီယိုလေးကိုကြည့်သွားပြီးတော့မှကိုလိုချင်တာတွေကိုရယူဖို့နာစူးစမ်းနေတဲ့အရာတွေကိုဖြစ်ရှင်တာတွေဖြစ်လာဖို့နာအတွက်ဒီထက်ပိုကောင်းတဲ့အဟုန်တွေကိုဖန်တီးပြီးတော့လိုချင်တာတွေရကြပါစေအောင်မြင်မှုကိုလိုချင်တယ်ဆိုလို့ရှိရင်လည်းအောင်မြင်တဲ့လူတွေဖြစ်လာကြပါစေပြီးရင်တကယ်ကိုလိုချင်တဲ့အရာမှန်သမျှအကုန်လုံးရယူပိုင်ဆိုင်နိုင်တဲ့လူတွေအနေနဲ့ပြောင်းလဲသွားကြပါစေနော်ဆုတောင်းပေးလိုက်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးတစ်ရက်ဖြစ်ကြပါစေ